ARD မြစ်ဆုံမှာရေကာတာဆောက်ခြင်းကိုကျွန်တော်လုံးဝကန့်ကွက်ပါလေကဲပြောချင်တာဒါဗျာဒါရောက်မနေလားနော်တရုတ်ပြည်ကမြစ်တယ် next ကမ္ဘာပေါ်မှာတဲ့တတိယအရှိဆုံးနဲ့အာရှမှာအရှိဆုံးမြစ်ဖြစ်တဲ့ရန်စီဆိုတဲ့မြစ်ကြီးကကမ္ဘာအံပွဲတစ်ပါးဖြစ်တဲ့အပြင်ယဉ်ကျေးမှုတွေအမျိုးမျိုးကိုတိဆောက်ခဲ့တဲ့မြစ်ကြီးတစ်စင်းလည်းဖြစ်တယ်အဲ့ဒီမြစ်ကြီးကိုတိမ်ကောပျက်စီးပဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကိုမှောက်လန့်ဖြစ်စည်းလိုက်ခြင်းအပြင်လူတွေသာမကကျွဲနာတိရစ္ဆာန်တွေပါဒုက္ခရောက်စေခဲ့တယ်အခုဆိုရင်ရန်စီမြစ်ကြီးကပျောက်ကွယ်သွားတော့မယ်ကမ္ဘာအထင်ရှားဆုံးသဘာဝတရားဇာတ10ခုထဲမှာတစ်ခုပါနေပြီကျွန်တော်တို့ခဏလုံးနေတဲ့ပွဲသာကျွန်တော်တို့နိုင်အောင်မတိုက်နိုင်ခဲ့ရင်နောက်10နှစ်ကြာတဲ့အခါမှာ10ခုက17ခုဖြစ်လာမယ်အဲ့ဒီတိုးလာမယ်တခုက ARD ဖြစ်ပါလိမ့်မယ်နော်နောက်နေ့အနည်းငယ်မှာရန်စီဆိုတာတရုတ်လူမျိုးတွေရဲ့တဏ္ဍာကြီးနဂါးကြီးလို့ရှေးအောင်စာပေကျမ်းဂန်နေတဲ့မှာပဲရှင်တန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ပါရဲ့ next ဟာရန်စီမြေအဲ့လိုဖြစ်နေပါတယ် next အဲ့ဒီမြေကြီးတင်လာဆိုတော့မဟုတ်သေးပါဘူးတဲ့အခြားအခရာမြေကြီးခွန်တက်ဆင်းဖြစ်တဲ့အဝါရောင်မြင့်ပလဲမြင့်ဆောင်းဝါမြင့်ဝှေးမြင့်ဟိုင်းမြင့်လိုက်ဘောနော်မြင့်အလုံး9ဆင်းဖြစ်စည်းခြင်းခံရတယ်ဖြစ်စည်းခံရတဲ့မြင့်တွေကြောင့်တိုင်းပြည်အနှံ့မှာတိုင်းပြည်ဆိုတာဘယ်တိုင်းပြည်ပြောတော့သိပါနော်တိုင်းပြည်အနှံ့မှာမိုးကောင်ရေရှားရပ်ဝန်းတွေပေါ်လာတယ်ရေတွေကြီးရဲ့လူတွေသာမကပြိဿံတွေပါဒုက္ခအမျိုးမျိုးရောက်နေပါတယ် next ဒါတော့ Three Gorges Dam ကိုကောင်းကင်ကရိုက်ထားတဲ့ပုံဖြစ်ပါတယ် next ဒါနိကရိုက်ထားတဲ့ပုံဖြစ်ပါတယ် next ဆန့်ငယ်နဲ့အသက်ငယ်နေခဲ့ပြီးနောက်ဆုံးတော့ဇီဝေချုပ်ငိမ့်သွားပြီဖြစ်တဲ့ရန်စီတံမြေတွေကလမ်းမြင့်ဖြစ်ပါတယ်တန်ဆောက်ပြီးတဲ့နောက်ရေတစ်စက်မှမရှိတော့တဲ့မြစ်ဖြစ်ပါတယ် next 6သိန်းနေတဲ့မြေကဘာတွေပေါ်မှာငုတ်တုတ်အသက်ပြောင်းနေတဲ့တိရစ္ဆာန်တွေအများကြီးပါပဲ next ရေတွေခန်းသွားလို့မြေပတ်ကြားအဲ့တွေဖြစ်မြေတွေဟာရေတိုက်စားခြင်းခံရစပိုင်းဆိုင်စီဟာမြေမရှိအဲ့ဒီရေတွေထဲမှာလည်းဘယ်ငါမှမရှိလို့ကြာရမရဖြစ်နေရှာတဲ့ရန်စီမြေကမ်းနှစ်ခုပေါ်ကတန်ဃာတွေတူရဲ့ပုံဖြစ်ပါလေကျွန်တော်တို့လည်းဒီပုံမျိုးတွေမတွေ့ပြရစေနဲ့လို့ပဲဆုတောင်းပါတယ်ဒါမျိုးတွေ next တရုတ်ပြည်ရန်စီပြည်နယ်ကစိတ်ဆူခဲ့တဲ့ပူရမ်းကြီးကနေကိုရေတွေမဝင်တော့လို့ပတ်ကြားအဲ့နေတဲ့မြေပြင်ပေါ်မှာငေးမောနေတဲ့လူတယောက်ရဲ့ပုံဖြစ်ပါတယ် next ငါးတွေအများကြီးအသက်ဆုံးရှုံးရတယ် biodiversity နော် next တရုတ်ပြည်အရှေ့ဘက်ပိုင်းနော်ဂျန်စီပြည်နယ်ကပူရမ်းကန်ဟာတရုတ်ပြည်ရဲ့အကြီးဆုံးရေဝင်ရေတွက်ကန်ကြီးပါအခုဆိုရင်ကန်ထဲမှာရေဟာ10ပုံတစ်ပုံပဲကျန်တော့တယ်မကြခင်မှာတရုတ်ပြည်ရဲ့အကြီးဆုံးဒီရေကန်ကြီးဟာတန်တာကြီးဆင်းထဲမှာဝင်มาတော့မယ် next ခန်းချောင်းနေတဲ့ Yellow River ကမြစ်ကမ်းဖြစ်ပါတယ် next ဟင်းကျန်ပြည်နယ်ကခန်းချောင်းနေတဲ့ Yellow River ရဲ့တနေရာဖြစ်ပါတယ် ARD မျိုးပြိုးလုံးကြီးဖြစ်နေတဲ့လပိုင်းကြီးဖြစ်ပါတယ် next ရေမလွတ်တာကြတဲ့မြစ်တွေဟာဘာဖြစ်တတ်လဲရှေးကနေပြီးတော့ဒဲမီဆောက်မိုးကမကောင်းရာသီဥတုကမမှန်ကျွန်တော်တို့မိုးလေဝသဌာနကနောက်2050 2100ရာသီဥတုခံမှန်းတဲ့နေရာမှာမြန်မာပြည်မြောက်ပိုင်းဟာမိုးနေမယ်လို့ခံမှန်းထားပါတယ်မြန်မာပြည်မြောက်ပိုင်းကမိုးနေရင်မေခမေလိကရေအားမကောင်းဘူးဆိုပါတော့ရေအားမကောင်းလို့ရှိရင်ဒီဂျမ်ကြီးကသူတတ်မှတ်တဲ့ရေအားကိုမရရင်ရေတွေကိုသူဘာလုပ်တော့မလဲပိတ်တော့မှာပဲရေတွေပိတ်ရင်အဲ့ဒီဒမ်ရဲ့အောက်ချောက်ARDမြစ်ချောက်မှာရေစီးတွေနေသွားတော့မယ်ဒီလိုရေစီးတွေနေရင်ဘာတွေဖြစ်လာနိုင်လဲမြစ်တွေကျင်းသွားမယ်မြစ်တွေတိမ်သွားမယ်နေရောင်အောက်မှာ
အရှင်လက်လက်အကြာကြီးနေဖို့ခံရတဲ့ကဘာတွေဟာကြာတော့မာခဲသွားတယ် soil degradation ဖြစ်တယ်လို့ခေါ်ပါတယ်အဲ့ဒီလိုမာခဲသွားတဲ့အတွက်ရေလွတ်တဲ့အခါမိုးရတဲ့အခါကဘာမြေဟာအရင်လိုရေကိုမစုပ်တော့ဘူးဒီလိုမစုပ်တော့ဘူးဆိုရင်မြစ်တရားဘာဖြစ်မလဲရေရှမ်းမယ်လူတွေကိုဒုက္ခရောက်စေမယ်မြစ်ရေရှမ်းခြင်းမြစ်ရေခန်းချောက်ခြင်းစတဲ့ဘေးအတွက်ဆိုးကျိုးတွေခံစားရလို့သူတို့လူတွေဒုက္ခရောက်တဲ့အခါအနည်းငယ်အမြင်မှန်ရတဲ့အောင်တော့ဖြစ်လာတယ်ရန်စီမြစ်ကိုတက်ပြန်သွင်းဖို့ကြိုးစားကြပါတယ်ဒါပေမဲ့အချိန်မမီတော့ပါဘူးဒီမြစ်က Dying River ဖြစ်သွားပါပြီဒီမှာလေဒီမြစ်ပေါ်မှာလူတယောက်ထိုင်ပြီးတော့နေမောနေတဲ့ပုံဖြစ်ပါတယ် next ရန်စီဟာဒီပါတီရဲ့စီးပွားရေးမြင့်တင်လို့မှုလောက်ရဖြစ်တဲ့မီတာ2500ကျော်ရှိတဲ့ရေကာတာကြီးကြောင့်အရှင်လက်လက်သွေးကြောပေါက်သွေးစုံခံရတယ်လို့ဖြစ်ခဲ့တယ်ရန်စီရေကာတာကြောင့်ခဏတာအကျိုးမြတ်ရခဲ့ပေမဲ့နောက်ပိုင်းဒုက္ခလလတွေ့တဲ့အခါဘီလီယံပေါင်း 1.3 ဘီလီယံဆုံးရှုံးတယ်လူပေါင်း4 သန်းကျော်ကျွဲနွားကောင်ကြီး2 သန်းနီးပါးလယ်မြေဧက9 သန်းကျော်အကြီးကျယ်ဒုက္ခရောက်တယ်ရန်စီရေကာတာကြီးရဲ့တက်တန်းကအနှစ်100ကနေ300လို့ခန့်မှန်းထားတယ်ရန်စီရေကာတာတက်တန်းကုဆုံးသွားနေရမှာရန်စီမြစ်ကလည်းတပါးတဲ့အစကြီးခံရမှာဖြစ်ပါလေရန်စီမြစ်တစ်လျှောက်က biodiversity တခုလုံးပျောက်ဆုံးသွားခဲ့ပါတယ် next ဒါတော့ New River ရိုက်ပြထားတဲ့ပုံဖြစ်ပါတယ် next ကမ္ဘာတော်မှာရှိတဲ့တိုင်းပြည်ထဲမှာရေကာတာအများဆုံးတိုင်းပြည်ဖြစ်လာလို့ပတ်ဝန်းကျင်ရေးရာပညာရှင်တွေကဝိုင်းတတိပေးတာကိုနားမထောင်ခဲ့ကြပါဘူးသူတို့တွေဆောက်တဲ့ရေကာတာကြောင့်လူပေါင်း3000တိတ်ဆုံးခဲ့ပြီးမိုးမျှော်တိုက်ကြီးတွေဘေးကခန်းချောက်တိမ်ကောင်းနေတဲ့မြစ်တွေရေချိုကန်တွေမြေတွေကျွံလို့နှိမ့်ဝင်သွားတဲ့မြို့ကြီးတွေအက်စစ်ရည်တွေပျောက်ဆုံးသွားတဲ့ရှားပါတိရစ္ဆာန်တွေဟာဒုတက်ချင်းရဲ့ပြရုပ်လို့ခေါ်နိုင်ပါသလား next ကဲရန်စီမြစ်ရဲ့ခန်းချင်းဟာနီးနားပတ်ဝန်းကျင်ကမြစ်ဆွဲပေါင်း300နီးပါးနဲ့ရေကန်ပေါင်း166ကန်ကိုဒိုမီနိုအဖက်လို့ဆက်ပြီးဒိုမီနိုဆိုတာသိရမလားတခုလဲလိုက်ရင်အကုန်လုံးပါဖြစ်သွားတယ်လဲသွားတယ်ဇက်တိုက်ဖြစ်သွားတာနော်အဲ့တော့2008ခုနှစ်မှာလှုပ်သွားတဲ့ငရင်ကြီးဟာအဲ့ဒါဒမ်နေရဲ့ပြဿနာတရားပါပဲနော်ဒမ်ကြီးကြီးဆောက်ရင်ငရင်ကြီးကြီးလှုပ်နိုင်တယ်လို့ပညာရှင်တွေကပြောတယ်ကိုမြင့်စောပြောလို့ပဲအနောက်နိုင်ငံတွေကဒမ်တွေကိုရှော့နေပါပြီဆောက်ပြီးသားဒမ်တွေတောင်ပြန်ဖြတ်ပါလေကျွန်တော်တို့ဘက်ကတော့ဒမ်တွေစဆောင်နေပါလေနော်ပြောင်းပြန်ဖြစ်နေပါလေအဲ့ဒီလိုအဲ့ဒီမှာခင်မမီလို့ပဲလားပြောတာကိုနားမဝင်လို့ပဲလားဆိုတော့မပြောတတ်ဘူးပေါ့နော်လျှက်စစ်ပါဝါကြောင့်ဒမ်ဆောက်ရတဲ့ဆိုရင်အဲ့ဒီလိုဘေးထွက်ဆိုးကျိုးနဲ့ပတ်ဝန်းကျင်ရေးရပြဿနာမရှိဘဲနဲ့လျှက်စစ်ပါဝါမရနိုင်တော့ဘူးလားရနိုင်တဲ့နည်းတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာဒီ renewable energy ပေါ့လေနော်အဲ့ဒီ energy အနေနဲ့ဘာကိုသုံးနိုင်လဲရေလိုင်းကိုသုံးနိုင်တယ်နောက်တစ်ခုအပေါ်ပြားဆုံးမြန်မာပြည်မှာအရှံပဲသုံးနိုင်တာနေအောင်ကြီးဖြစ်ပါတယ်ဒါတွေနဲ့ကျွန်တော်တို့သုံးလို့ရပါတယ်အလွန်တိုးတက်ပါတယ်ဆိုတော့အမေရိကန်နိုင်ငံထုတ်တဲ့ electrical power 75 gigawatt 85 gigawatt ဖြစ်တဲ့ချိန်မှာကျွန်တော်တို့အင်ဂျီချင်းနိုင်ငံက140 gigawatt ထုတ်နေပါတယ် next ရန်စီဟာလောဘသမယများရဲ့ဝါမျိုးချင်းခံခဲ့ရပြီးပြီရန်စီတမကတိုင်းပြည်တွေကအခရာမြေကြီး6မြစ်ကလည်းရန်စီနဲ့ဘွားတူဖြစ်ခဲ့ရပြီပြည်တွေကရှိသမျှမြစ်တွေအသွေးသားဝါမျိုးပြီးတော့သူတို့စီးပွားရေးရန်နေရတွေဆက်လက်လက်ပတ်ဖို့ကွန်ကရစ်ကြံကြီးတွေကိုလျှက်စစ်ပိုးဖို့မြင်းမကြီးတွေကိုတွေ့လို့တွေ့ကြပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်လိုက်တယ်သူတို့စီမှာမရှိတော့ဘူးတဲ့လှုပ်ရှားနေတာလူတွေလည်းကန့်ကွက်ပြီဒီတော့ပတ်ဝန်းကျင်လှည့်ကြည့်လိုက်တယ်တွေ့တယ်တာကီတို့ကိုတွေ့သွားပါတယ်နော် next အဲ့တော့တိုင်းပြည်သေးသေးလေးတွေကမြေတစင်းဖြစ်တဲ့ ARD ကိုလောဘသမားတွေတွေ့သွားပါတယ်ဒီတိုင်းပြည်ဟာဟိုတုန်းကပေါ့ရှမ်းတောက်ဆိုင်ရေးစပါးတွေထွက်ခဲ့လို့ဘေးပတ်ဝန်းကျင်ကနိုင်ငံတွေကတော့အားကြမျိုးကိုခဲ့ရတဲ့တိုင်းပြည်အဲ့ဒါလို့ဆိုင်ရေးစပါးတွေ
ပြောင်းပဲသည်ညာ